ပိုင်တကွန်ရဲ့ Trace ဥယျာဉ်ကိုအလေသွားကြရအောင်ဒူချက်တဲ့ချက်ဆက်ကောင်းလိုက်တာအရင်တော့ကပိုင်တကွန်ကိုအဲ့လောက်ထိသဘောမကျဘူးဆိုတာဘယ်လိုပြောရမလဲဆိုရင်တိတ်မကြည့်ဖြစ်ပေါ့သူ့ရဲ့ဗီဒီယိုတွေပါတယ်ညာနေလဲအော် तू က star ပဲအဲ့လိုပဲလေကြည့်ကြော်တော့မနေ့ကအဲ့ရဲ့ Trace လေးတွေနဲ့သူနဲ့ဆော့နေတာတွေ့ပြီးမှလေအမလေးချက်ဆက်ကောင်းလိုက်တာဟောသူရဲ့ Trace လဲစုံလိုက်တာယာကီဆိုတဲ့ဗါလဲယုံနေတမင်လားတရေလားစိတ်လားသူ့လိုက်ခွတ်နေရလေသူကလည်းအမလေးတာမလုံနဲ့အငယ်ကောင်မလုံနဲ့အော်ချစ်တတ်လိုက်တာဟောတိရစ္ဆာန်တွေတော့မှအလောက်ချစ်တယ်ဆိုရင်တော့သူ့ရဲ့မိမဖြစ်တဲ့သူကအရန်ကန်ကောင်းမှာပဲနော်ဘယ်လောက်ထိတဲလို့အချစ်ခံနေရမလဲမသိဘူးသူ့ရဲ့တိရစ္ဆာန်တွေကလည်းစုံစီညာပဲကျင်းညက်တရကားတွေဒါပေမဲ့တခုရှိရလေသူကလည်းအထီးမှတဆုံထားပြီးကောင်းမှာပြင်းနေမှာလည်းမဟုတ်ဆိုအမျိုးသူတွေမရှိအဲ့နဲ့မှချင်းအဲ့ရတဲ့မြန်လားသူ့လိုက်ခွတ်ခေါင်းနဲ့လိုက်တိုက်နေတဲ့တကောင်လေဖော်မရှိလို့လားမသိတတိလေးတကောင်တော့တွေးလိုက်တယ်အရွယ်တူလေးတွေပေါ့အမျိုးလေလိတ်ဆိုလိတ်အမျိုးလေအမလိတ်နေတော့အများကြီးတွေ့တယ်သူဟာနဲ့သူအရွယ်တူလေးတွေအမျိုးထားပြီးရင်တို့လည်းမပြင်းရပျော်စရာကောင်းမှာပဲတော့ညက်တမသူစကားနားလဲတယ်နော်သူကကပြတူချက်ကပြနဲ့လိုက်ပြီးမှလှုပ်လာတယ်တိရစ္ဆာန်တွေကသူစကားနားလဲတယ်လို့ပဲချက်စရာကောင်းလိုက်တာတိရစ္ဆာန်တွေကလည်းဒါမဲ့တခုတော့ရှိရပေါ့တန့်ရှည်လောက်ရတော့မလွယ်ထင်တယ်ကြည်လားအကောင်လည်းတော့များတာအကောင်ဟိုချီးပါလိုက်နောက်ပြီးမှအနံ့တက်လေသေးတွေကလည်းပေါက်ချမ်းတာရှောက်ပေါက်ဆိုထိမ့်သိမ့်ရတော့မလွယ်ဘူးထင်တယ်ချက်စရာတော့ကောင်းတာနော်